ကင်မရာမှာ Android game ပေါ်လေးတွေကိုဆော့လိုက်ရပါတယ်ကဲဒီလိုမျိုးဆော့လိုက်ရတော့နော်ကဲဘယ်လိုဆော့ရမလဲသိချင်တယ်ဆိုရင်ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြည့်ပါနော်အဲ့တော့ Google Chrome ကိုဖွင့်လိုက်ပါမယ် Google Chrome မှာ poki.com လို့ရိုက်ထည့်လိုက်ပါမယ်ပြီးတော့အဲ့ဒီ website ထဲတွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ငယ်ငယ်ကဖုန်းနဲ့ဆော့ခဲ့ရတဲ့ဒီလိုပေါ် Android game လေးတွေဆိုရင်ဒီမှာတွားပြီးတော့ဆော့လို့ရပါတယ်အဲ့မှာကျွန်တော်ဒီ game လေးဆော့ပြပေးပါမယ်internet လေးတော့ချိတ်ဆက်ထားဖို့လိုတာပေါ့နော် internet line ကောင်းလေးနဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်တခြားဒီမှာ temper run တွေပါတယ်လည်းရှိတယ်ပေါ့နော်အဲ့တော့ဒီမှာဒီရာခိုင်နှုန်းလေးပြည့်အောင်စောင့်ပေးလိုက်ပါမယ်ကဲရာခိုင်နှုန်းလေးပြည့်သွားပြီဆိုရင်စဆော့လို့ရပါပြီ screen အပြည့်ဆော့ချင်တယ်ဆိုရင်ဒီ full screen ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒါဆိုကျွန်တော်တို့ကကွန်ပျူတာနဲ့ဆိုရင်တော့ keyboard ကိုတုံးပြီးတော့ဆော့ရမှာပေါ့နော်အဲ့တော့ဒီ game လေးဆိုရင်တော့ကျွန်တော်တို့ဒီ keyboard က arrow key လေးတွေကိုတုံးပြီးတော့ဆော့လို့ရပါတယ် space bar နှိပ်လိုက်ပါမယ်ခုံချင်တယ်ဆိုရင် up arrow key နှိပ်လိုက်ပါနော်โอเคပါကျွန်တော်တို့ပြီးအောင်တော့မဆော့ပြလိုက်ပါဘူးအဲ့တော့ကိုကခဏတစ်ဖြုတ်အပြင်ပြေးငငယ်ဆော့ခဲ့ရတဲ့ငယ်ဘွားအမှတ်တရ game လေးတွေကိုပြန်ပြီးတော့တတိယလည်းပြန်ဆော့ချင်တယ်ဆိုရင်ဒီ website မှာတွားပြီးတော့ဆော့လို့ရပါတယ်လက်ရှိ trend ဖြစ်နေတဲ့ Mobile Legends တို့ COC တို့ဒီကိုယ့်ကွန်ပျူတာမှာဘယ်လိုဆော့လို့ရလဲဆိုတော့သိချင်တယ်ဆိုရင်လည်း comment မှာတစ်ချက်မှတ်ခဲ့ပေးခဲ့လို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်မှာ Mobile Legends တို့ COC တို့ဆော့လို့ရတဲ့ဒီကျွန်တော်ပြန်လဲ share လေးလုပ်ပေးပါဖြစ်ပါတယ်